တိသက်တွေများဖြင့်ဆောင်ရွက်ပေးကြမယ်။ဒေါက်တာမောင်မောင်စောလက်နဲ့ဒေါက်တာမြတ်တီလာဆိုဥခန့်နိုင်တဲ့ဒေါ်ခိုင်ပိတ်တီတို့မင်္ဂလာရှင်မြတ်တို့ကြွရောက်ပြီးပြေးပါရဲ့ပန်ကြားအပ်ပါရခင်ဗျာ။အဲ့တော့တရားမှုတရားသူကြီးဒေါက်တာတင်ရောကြီးနဲ့ကျွန်တော်ရှိရအတိုင်းလေးဒီတိုင်းလိုက်ဆိုပြီးရတယ်။ကျွန်တော်တို့ဒီလက်ကူများဖြစ်ကြတယ်။ဦးနဲ့တူရပါတော့ရှင်းခင်များလို့ရတယ်ဗျာနောက်တော့လက်မရည်ပြောတာ2005 ခုနှစ်အောက်တိုဘာလ22 ရက်ရန်ကုန်မြို့ရန်ကင်းမြို့နယ်စီဒိုနာဟိုတယ်မင်္ဂလာခမ်းမအတွင်းဆင်ကျင်းပတဲ့အဆိုတော်ဖြူကြီးတရုတ်ဆောင်စုမြတ်နန္ဒာတို့ရဲ့မင်္ဂလာဥစိတ်မှတ်ဓမ္မဒါနတရားအလှအမတဒါနအမြိုင်းနိဗ္ဗာန်အလှဓမ္မသဘံမှာမင်္ဂလာဆောင်တဲ့နေ့လို့အမည်ပေးထားတဲ့တရားတစ်ပုဒ်နဲ့ဓမ္မဒါနတရားအလှပေးခုမှာဖြစ်ပါတယ်။ဘာလဒီမိုက်ပေါ့သူတို့ရဲ့ကိုယ်အရေးချင်းတွေအားလုံးနဲ့မှာအများအကျိုးတည်ဖို့ရွတ်ဆောင်နေတဲ့အရေးချင်းဟာအကောင်းဆုံးအရေးချင်းပဲမင်္ဂလာတို့ဆိုရင်လူလေးဆင်ကြတာကကလေးနဲ့ပဲဆိုင်နေသေးတယ်နော်မင်္ဂလာတို့ဆိုတာကယဟနာဖြစ်တဲ့အထိတရားဟောတာလူကြီးတွေနဲ့ဆိုင်တာဆိုင်နေဟလာမိဘကြီးတို့ဆိုတာကိုယ့်မိဘအရင်မှဆက်မှာရောက်ခမလည်းဆက်ရပါလေကိုယ်နဲ့ပေါင်းတဲ့စရိတ်တို့ကိုခင်မောကိုမွေးလို့တဲ့မိဘဟာလေကိုယ့်ရဲ့မိဘလည်းမဟုတ်ဘူးလားကိုယ့်ရဲ့ကျေးဇူးရှင်ပဲကဲအဲ့တော့မာတာပိတုနဲ့ပဲဆုံးကြတာပေါ့အဲ့တော့မင်္ဂလာတို့သားဖြစ်တဲ့ဖြူကြီးမင်္ဂလာတို့ကြီးဖြစ်တဲ့သုမြတ်နန္ဒာတို့နဲ့တော့တရားနာပိဋကများအားလုံး38ချာမင်္ဂလာတရားကိုနေ့တိုင်းအချိန်တိုင်းကျင့်ဆောင်နိုင်တဲ့အတွက်မိမိတို့ဖြတ်သန်းရတဲ့နေ့တိုင်းကိုမင်္ဂလာဆောင်တဲ့နေ့တွေဖြစ်အောင်ပူဇော်အားထုတ်နိုင်ကြပါစေလို့ဆုမမောင်းတောင်းရင်းနဲ့ဦးဇင်းရဲ့တရားကိုညီကုန်းချပါတော့မယ်
အကေအာရမနိုင်စုဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုကြောင့်မှုတို့ဤအဖို့ဘာကကိုဤပဝင်းကျင်၌ရှိကြကုန်သောပုဂ္ဂိုလ်တ attva များနှင့်တကွာတ attva အားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာ၍လူရာဆန္ဒဤဝကြပါစေအများကြီးနော်Jadi, jadi yang dijawab.